တမနက်မှာအာကီဟီတိုဟာသူ့အတန်းထဲမှာရှေ့လာမယ့်နှစ်အတွက်စိတ်ချလက်ချဖြစ်နေပါတယ်။သူလိုအပ်တာဆိုလို့တာမန်ဆရာမတယောက်ပဲရှိတာပါ။ရုတ်တရက်တကားပွင့်သွားပြီးအတန်းပိုင်ဆရာမဟီယိုရီဟာနဖူးကနေတွေးတွေစီးကြပြီးဝင်လာပါတယ်။အာကီဟီတိုနဲ့အတန်းဖော်တွေအားလုံးစိုးရင်တကြီးကြည့်နေကြတာပေါ့။ဒီဖြစ်ရက်ကြောင့်သူမဟာចောင်းသားတွေကိုချိန်စာတိုက်နိုင်နေဆိုတဲ့ကောလာဟာလာပြီးပြန်သွားပြီးသူမကိုဝဆရာမလို့အမိပြောင်ပေးလိုက်ကြတယ်။ចောင်းသားတယောက်ကဆိုရင်သူမရဲ့မှတ်စုစာအုပ်ထဲမှာအင်းစာရွက်တွေအပြည့်တွေ့တယ်လို့ပြောတယ်လို့နောက်တစ်ယောက်ကလည်းသူမချိန်စာတွေရွတ်နေတာကြားတယ်လို့ဆိုပြန်တယ်။အာကီဟီတိုလည်းဒီလိုကြောက်စရာဆရာမနဲ့တွေ့ရလို့တနေ့ကုန်စိတ်မအေးဖြစ်နေတာပေါ့။သူเจ้าကပြန်มาတော့ဟီယိုရီကအတန်းလွတ်တစ်ခုထဲမှာထူးထူးဆန်းဆန်းစာတွေရွတ်နေတာကိုတွေ့လိုက်ရတယ်။တပုံးကြည့်နေတော့မှပဲဟီယိုရီဟာစပွဲပေါ်ကအယုတ်တွေကိုသင်ခန်းစာစတော့မယ်လို့ပြောနေတာကိုတွေ့လိုက်ရတာပါ။ဟီယိုရီကချိန်စာတိုက်ဖို့အတွက်အယုတ်တွေကိုလေ့ကျင့်နေတာလို့သူထင်သွားခဲ့တာ။ဒါပေမဲ့အန်အောစရာကောင်းတာကသူမဟာတာမန်ဆရာမတယောက်လိုပဲအယုတ်လေးတွေနဲ့စကားပြောပြီးတင်ကြားရေးလေ့ကျင့်နေတာပဲဖြစ်ပါတယ်။ချိန်စာတိုက်မယ်ထင်ထားတဲ့အာကီဟီတိုလည်းဒီမြင်ကွင်းကြောင့်ကြောင်သွားတာပေါ့။လေ့ကျင့်နေရင်းနဲ့သူမရဲ့အတန်ကတိုးလုံးနေတယ်လို့ခံစားမိတာကြောင့်ဘိုက်ကိုပုတ်ပြီးအသက်ရှူလေ့ကျင့်ခန်းတွေစလုပ်ပါတော့တယ်။ပြီးတော့ဘိုက်ကလေဝင်တာကိုပိုတိတာအောင်အင်ဂျီကျဲသီးတွေကိုစဖြုတ်ပါလေရောဒါပေမဲ့အာကီဟီတိုကြည့်နေရင်းနဲ့ဒါဟာအတန်လေ့ကျင့်ခန်းနဲ့မတူပဲတခြားတစ်မျိုးဖြစ်နေတယ်လို့ပဲသူမဟာအသက်ရှူလေ့ကျင့်ခန်းလုပ်ရင်းနဲ့တင်မော်ပြီးမျက်နှာတွေမြင်မြန်းလာတယ်သူမချစ်စရာကောင်းနေတာကြောင့်အာကီဟီတိုပါလိုက်ပြီးမျက်နှာပူလာတာပေါ့ဟီယိုရီထိုင်ဖို့လုပ်တဲ့အခါမှာတော့အာကီဟီတိုရုတ်တရက်ပြေးသွားခဲ့ရတယ်ဘာလို့လဲဆိုတော့ကလတ်ထိုင်ကရွှေ့နေလို့သူမလဲတော့မှမို့လို့ပါအာကီဟီတိုကသူမကိုမတော်တဆလဲမကြအောင်ဖမ်းလိုက်နိုင်ပါတယ်စိတ်အေးသွားတဲ့အခါမှာတော့ဟီယိုရီကသူမဟာလူကြောက်တတ်ပြီးဖြက်လက်မှုမရှိပေမဲ့ဆီယာမတယောက်ဖြစ်ချင်တဲ့အိမ်မက်ရှိကြောင်းရှင်းပြခဲ့တယ်သူမဟာသူမရဲ့အားနည်းချက်ကိုသိတာကြောင့်အတန်းပိုင်ဖြစ်လာတဲ့အခါမှာပူကြိုးစားဖို့ဆုံးဖြတ်ခဲ့တာပါမနက်ကချော်လဲပြီးခေါင်းဆောင်ပြီးလို့တွေးထွက်ခဲ့တာကြောင့်အတန်းထဲကလူတွေလန့်သွားတာကိုလည်းရှင်းပြခဲ့ပါတယ်ဒီတော့မှအာကီဟီတိုလည်းမနက်ကတွေးထွက်နေတဲ့အကြောင်းရင်းကိုနားလည်သွားတာပေါ့သူမရဲ့မှတ်စုစာအုပ်ကိုကြည့်လိုက်တဲ့အခါကျောင်းသားတွေပြောနေတဲ့အင်းစာရွက်ဆိုတာတွေဟာစာကက်စက်ကူလေးတွေပေါ်မှာရေးထားတဲ့မှတ်စုတွေပဲဖြစ်နေပါတယ်စာရွက်တစ်ရွက်ကျသွားပြီးသူမအဲ့ဒီအပေါ်ချော်လဲပြန်ပါလေရောသူမတောင်းပန်စကားပြောလိုက်တဲ့အခါစကလုံးတွေကထိမော့နေတာကြောင့်ချိန်စာတိုက်မိတယ်လို့အတန်ထွက်သွားတာကိုအာကီဟီတိုသတိထားမိလိုက်တယ်သူမနဲ့ကိုဝဆိုတဲ့နာမည်ကမလိုက်ဖက်ပဲရွေလို့ခေါ်ရင်ပုံမှန်မယ်လို့သူတွေးမိသွားတယ်သူလည်းအတန်းထဲကနေထွက်သွားဖို့ပြင်လိုက်တာပေါ့ဟီယိုရီကကျေးဇူးတင်စကားပြောဖို့သူ့လက်မောင်းကိုလှမ်းဆွဲလိုက်တဲ့အခါအာကီဟီတိုလည်းမျက်နှာတွေနီးပြီးသူ့မကိုချစ်မိသွားပြီဆိုတာသိလိုက်ရတယ်နောက်တစ်ခေါက်ကြောင်းတန်ရှင်းရေးလုပ်နေတော့မှလည်းဟီယိုရီလေ့ကျင့်ခန်းလုပ်နေတာကိုသူတွေးလိုက်ပြန်တယ်သူမဝတ်ထားတဲ့အားကစားဝတ်စုံကအရန်ကျက်နေတာကိုသူသတိထားမိလိုက်တယ်ဒါဟာသူမအထက်တန်းတော့ကဝတ်စုံဖြစ်ပုံရတယ်လို့သူတွေးလိုက်တာပါသူမကိုသူမအားပေးပြီးအထူးလေ့ကျင့်ခန်းစတော့မယ်ဆိုပြီးကြိုးခုံဖို့ပြင်ပါတော့တယ်ဒါပေမဲ့ခုံကြီးတဲ့အခါကျိုးနဲ့ကိုမတော်တဆရိုက်မိသွားတာပေါ့နောက်ဆုံးတော့တခါမှမခုံနိုင်ပဲကျိုးတွေနဲ့ရှုပ်ထွေးကုန်တာပေါ့နားဖို့လုပ်တဲ့အခါမှာလည်းခြေထောက်မှာကျိုးညှိပြီးထက်လဲပြန်ပါလေရောအာကီဟီတိုကသူမကိုလှမ်းဖမ်းလိုက်ပေမဲ့အရှိန်ကြောင့်အင်ဂျီစစ်ကပြုတ်သွားပြီးဟီယိုရီလည်းရှက်ကန်ဖြစ်သွားရတယ်အော်တိုဘာမှာကျင်းပမဲ့ကျိုးခုံပြန်ပွဲအတွက်ចောင်းသားတွေကိုမျက်နှာမပြတ်စေချင်လို့တယောက်တည်းလေ့ကျင့်နေတာဖြစ်ကြောင်းသူမကရှင်းပြပါတယ်ဧပြီလပဲရှိသေးတာမို့စောသေးတယ်လို့အာကီဟီတိုတွေးမိပေမဲ့အခြေခံခွန်အားလေ့ကျင့်ခန်းအရင်လုပ်ဖို့အကြံပေးလိုက်တယ်သူမကလည်းအရင်ကလုပ်ဖူးပေမဲ့ထူဆန်းတဲ့အတန်တွေထွက်နေလို့အိမ်ကြီးချင်းတွေကတိုင်းတော်ကြတယ်လို့ပြောပြပါတယ်အိမ်ကြီးချင်းတွေကြားတာဟာလည်းချိန်စာတိုက်တယ်လို့အတန်တွေပဲဖြစ်မှာလို့အာကီဟီတိုတွေးလိုက်မိတယ်ဟီယိုရီကအကူအညီတောင်းတာကြောင့်အာကီဟီတိုလည်းဘိုက်အောင်လေ့ကျင့်ခန်းမှာကူညီပေးဖြစ်သွားတာပေါ့ဒါပေမဲ့ဟီယိုရီဟာလေ့ကျင့်ခန်းလုပ်ရင်းနဲ့ထူဆန်းတဲ့အတန်တွေထွက်နေတာကြောင့်အာကီဟီတိုလည်းမျက်နှာပူလာပြီးစကားလမ်းကြောင်းလွှဲဖို့ကြိုးစားရပါတော့တယ်သူမရဲ့စိတ်ကူးတွေကအမျိုးသားပုံစံကိုသူကမေးလိုက်ပေမဲ့ဟီယိုရီကအတိတ်ပဲလွှဲပြီးသူမဘလို့ဆရာမမျိုးဖြစ်ချင်လဲဆိုတာကိုဖြေလိုက်ပါတယ်သူမရဲ့အားထုတ်မှုကိုနားထောင်ရင်းအာကီဟီတိုလည်းသူမကိုကြည့်ပြီးအိမ်ကြီးချင်းတွေတိုင်တော့တဲ့အတန်တွေရဲ့အကြောင်းရင်းကိုနောက်ဆုံးတော့နားလည်သွားခဲ့ပါတယ်မိုးရွာတဲ့နေ့တစ်နေ့မှာကျောင်းသားတွေကဟီယိုရီကိုဘလောက်ကြောက်ကြလဲဆိုတာအာကီဟီတိုတွေးနေမိတယ်မှတ်စုစာအုပ်ထဲမှာနာမည်တွေထက်ခါတလဲလဲရေးထားတာကိုတွေ့ပြီးကျောင်းသားတစ်ယောက်ထွက်ပြေးသွားတာကိုသူသတိရမိတာပါဒါဟာသူမရဲ့နာမည်မှတ်တဲ့နီလန်တစ်ဆိုတာကိုဘယ်လိုရှင်းပြရမလဲသူမသိခဲ့ဘူးစာအုပ်ဆိုင်ထဲမှာဟီယိုရီကိုတွေးလိုက်တော့သူခက်လန်းလန်းကနေပဲချောင်းကြည့်နေလိုက်ပါတယ်သူမငိုနေတာကိုတွေးလို့သူအနီးကပ်ကြည့်လိုက်တော့စာရေးသူရဲ့အမှားစာကိုဖတ်နေတာဖြစ်နေတယ်ပြီးတော့သူမဟာစိတ်သက်မြင့်တင်ရေးစာအုပ်တွေကိုရွေးနေတာကိုသူတွေးလိုက်ရတယ်ဒါကိုမြင်တော့သူမကိုသူတနာသွားမိတယ်ငွေရှင်းဖို့တန်းစီတဲ့အခါမှာသူမပတ်စံအိတ်ကိုရှာဖွေနေတာကြောင့်ပတ်စံမလောက်မှကိုသူစိုးရိမ်မိသွားတယ်သူမရဲ့မျက်ဝန်းတွေတုန်လှုပ်နေတာကိုမြင်တော့သူမငွေကြေးအခက်အခဲရှိနေတာလားလို့သူပူပန်မိတယ်ဒါပေမဲ့ခဏနေတော့သူမမျက်နှာလေးပြန်လင်းပွင့်လာတာကြောင့်သူစိတ်အေးသွားရပါတယ်ဒါပေမဲ့အိတ်ဝယ်ဖို့9ရက်လိုနေသေးတယ်လို့အယောင်စာရေးကပြောလိုက်တဲ့အခါဟီယိုရီချက်ချင်းမျက်ရည်ကျလာပါတော့တယ်ဟီယိုရီမှာစာအုပ်ဖိုးပဲအတိအကျပါတာကိုအာကီဟီတိုသိလိုက်ရတယ်ပတ်စံမလောက်တော့အိတ်မပါပဲစာအုပ်တွေကိုတည်သွားဖို့ဆုံးဖြတ်လိုက်တာကြောင့်မိုးထဲထဲမှာသူဘလို့ပြန်မလဲဆိုတာသူစိုးရိမ်မိသွားတယ်သူမထွက်သွားခင်သူအိတ်တလုံးဝယ်ပေးလိုက်ပါလေသူမကိုလှမ်းခေါ်လိုက်တဲ့အခါမှာတော့သူမချော်လဲပြီးသူ့ရင်ခွင်ထဲကိုတက်တက်ကြီးကျလာပါတော့တယ်ရုတ်တရက်ထိတွေ့မှုကြောင့်သူမျက်နှာပူသွားပေမဲ့အိတ်ကိုတော့ပေးလိုက်နိုင်ပါတယ်စာအုပ်တွေကိုအိတ်ထဲထည့်ပြီးတာနဲ့ကားတစ်စီးဖြတ်မောင်းသွားပြီးသူတို့နှစ်ယောက်လုံးရေတွေဆူကုန်တာပေါ့ရေဆူသွားပေမဲ့စာအုပ်တွေမဆူလို့ဟီယိုရီကတော့ပျော်နေတာပါသူမရဲ့အပေါ်အင်ဂျီကိုချုပ်လိုက်တဲ့အခါအတွင်းဝတ်တွေပေါ်နေတာကိုသူမသတိမထားမိတာကြောင့်အာကီဟီတိုကပဲပြောပြလိုက်ရပါတယ်တမနက်မှာတော့ဟီယိုရီကျောင်းကိုပြေးလာရင်းအာကီဟီတိုကိုနှုတ်ဆက်ပါတယ်သူမအင်ဂျီကျဲသီးတွေမှတ်တက်ထားတာကိုသူချက်ချင်းမြင်လိုက်ရတာပေါ့
အဲ့ရနောက်ကြလို့အတန်းဆော့ဖို့အမိပြေးလာရတာဖြစ်ကြောင်းသူမကရှင်းပြပြီးထွက်သွားပါတယ်။သူမကိုကျေသည့်အကြောင်းပြောဖို့သူအချိန်မရလိုက်ဘူးဖြစ်သွားတယ်။သူမတခြားចောင်းသားတစ်ယောက်ကိုနှုတ်ဆက်ဖို့စူးစမ်းပေမဲ့အဲ့ဒီចောင်းသားကကြောက်ပြီးထွက်ပြေးသွားတယ်။ဒီနေ့တော့အခြေအနေမဟန်တော့ဘူးလို့အာကီဟီတိုတွေးမိတာပေါ့။သူထင်တဲ့အတိုင်းပါပဲ။ဟီယိုရီရဲ့ပုံစံနဲ့ထူးဆန်းတဲ့ရွတ်ဆိုတန်တွေကြောင့်အတန်းလုံးကြောက်လန့်နေကြပါတယ်။သူမရဲ့လက်ရည်တွေကလည်းတုံးရင်နေတာကြောင့်အားလုံးကိုကြောက်သွားကြတယ်။သူမမျက်နှာနီးမြန်းပြီးမောပန်းနေတာကိုကြည့်ပြီးမနက်ကပြေးလာရလို့ဖြစ်မယ်လို့သူတွေးလိုက်မိတယ်။ဟီယိုရီစပွဲနဲ့တိုက်မိပြီးဓာတ်တစ်ချောင်းကျသွားပါတယ်။အဲ့ဒါကိုကောက်ဖို့မုန်းလိုက်တဲ့အခါသူမရဲ့ပေါင်တွေကစပွဲမှာညက်သွားပါလေရော။ကျောင်းသားတွေအမြင်မှာတော့သူမဟာဓာတ်နဲ့တစ်ခုခုလုပ်တော့မလို့ထင်နေကြတာ။ဒါပေမဲ့သူမဟာဘသူကိုမှနာကျင်အောင်မလုပ်နိုင်မှန်းအာကီဟီတိုသိတာကြောင့်တစ်ခုခုဖြစ်နေပြီဆိုတာသူနားလဲလိုက်တယ်။အားလုံးရဲ့အာယုံကိုလွှဲဖို့အတွက်သူဟာအတန်းကောင်းဆောင်လုပ်ချင်တယ်လို့ရုတ်တရက်အော်ပြောလိုက်ပါတယ်။တာမန်ကျောင်းသားဖြစ်ပဲနေကျင်ခဲ့ပေမဲ့အခုတော့သူရှိထွက်ခဲ့ရပြီပေါ့။ဟီယိုရီကိုကြည့်လိုက်တော့သူမရဲ့ခြေအိတ်ရှည်ကတံမိုးမှာညှိနေတာကိုတွေးလိုက်ရတယ်။သူမကသူ့ကိုကူညီဖို့တိုးတိုးလေးပြောနေတာပါ။သူမရဲ့ဝတ်စုံကလည်းတစ်ခုခုလိုနေတယ်လို့သူသတိထားမိလိုက်တယ်။အဲ့ရနောက်ကြလို့တချို့အင်ဂျီတွေဝတ်ဖို့မေးခဲ့တယ်လို့ဟီယိုရီကဝန်ခံပါတယ်။အာကီဟီတိုလည်းဘာလို့ရမှန်းမသိဖြစ်နေပေမဲ့သူမထက်တောင်းပန်တာကြောင့်တမ်မိုကနေခြေအိတ်ကိုဂယုတစိုက်ဖြုတ်ပေးလိုက်ပါတယ်။ခြေအိတ်ကပြုတ်ထွက်သွားပြီးသူမကိုပြန်ရိုက်မိသွားတယ်။သူမလည်းဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးအတန်းကိုဆက်တင်ပါတော့တယ်။အတန်းပြီးတော့ကျောင်းသားတစ်ယောက်ကသူ့ကိုခေါင်းဆောင်လို့စားနောက်တာကြောင့်သူနောင်တရမိသွားပေမဲ့ဟီယိုရီကိုကူညီချင်လို့လုပ်ခဲ့တာလို့ပဲကိုပြန်ဖြေသိမ့်လိုက်ပါတယ်။သူ့စပွဲပေါ်မှာစားတစောင်းတွေးလို့ကြည့်လိုက်တော့ကျင်းစားလို့သူထင်ခဲ့ပေမဲ့တကယ်တော့ဟီယိုရီကသူ့ကိုအတန်းပြီးရင်တွေးဖို့ချိန်ထားတဲ့စာလေးဖြစ်နေပါတယ်။နောက်တော့ဟီယိုရီကသူ့ကိုအတန်ချဲဆက်နဲ့စကားပြောပါတယ်။အခြားဆရာမတစ်ယောက်ကသူမရဲ့အတန်တိုးလုံးလို့သတိပေးခဲ့တာကြောင့်အခုလိုသုံးရတာလို့သူမကရှင်းပြပါတယ်။အတန်တိုးလို့တင်ကြားရေးမှာအခက်ခဲရှိမှာကိုသူတို့ကစိုးရင်ခဲ့ကြတာပါ။သူမအတန်ချဲဆက်နဲ့စမ်းပြောကြည့်ပေမဲ့စကားလုံးတွေကတော့ထင်နေတော့မှာပဲ။သူမပြောတာကိုနားမလည်လို့လူတွေကကြောက်နေကြတာလို့အာကီဟီတိုကအားပေးလိုက်တယ်။ကျောင်းသားတွေသူမကိုအခုလိုမြင်နေကြတာကိုဟီယိုရီလည်းအခုမှသိသွားရတာပေါ့။ဒီတော့မှဘာလို့ဘသူမှသူမကိုတက်မကြည့်ကြတာလဲဆိုတာသူမနားလည်သွားတယ်။ပြီးတော့အာကီဟီတိုကသူမကိုမကြောက်တာကိုလည်းသူမသတိထားမိသွားပါတယ်။သူကသူမကိုပုံမှန်အတိုင်းဆက်ဆံပြီးအတန်းကောင်းဆောင်တောင်လုပ်ပေးတာမို့သူမလည်းသူ့ကိုကြည့်ပြီးအားကျသွားရပါတယ်။စကားကိုဖြည်းဖြည်းနဲ့ရှင်းပြောဖို့အာကီဟီတိုကအကြံပေးလိုက်တော့ဟီယိုရီလည်းအတန်ချက်ဆက်နဲ့ရှာလိတ်စကလုံးတွေကိုလေ့ကျင့်ပါတော့တယ်။အတန်ကောင်းလာပြီလို့သူပြောတဲ့အခါသူမရှိထွက်ပြီးနောက်ဆုံးကနေကြားရလာလို့ထပ်ဆန်းကြည့်ပြန်ပါတယ်။သူကြားရတယ်လို့ပြောလိုက်တော့သူမလည်းအားတက်သွားတာပေါ့။သူမရဲ့ခံစားချက်တွေသူ့စီရောက်ရလာလို့သူမကမေးတဲ့အခါအာကီဟီတိုလည်းဟုတ်တယ်လို့ဖြေလိုက်ပေမဲ့ဒါဟာရိုမတ်တဆန်နဲ့အခမ်းအနားတစ်ခုလိုဖြစ်နေသလားလို့သူတွေးနေမိတယ်။သူမကျေးဇူးတင်စကားပြောလိုက်တဲ့အခါသူ့ရင်တွေတုန်သွားပြီးသူမကိုတကယ်ချစ်မိသွားပြီဆိုတာသူသိလိုက်ရတယ်။ကျေးဇူးတင်စကားပြောနေတော့မှပဲအတန်ချက်ဆက်ကလက်ထဲကနေလွတ်ကျသွားပါလေရော။ဒါဟာသူမအတွက်အရေးကြီးတယ်လို့ထင်ပြီးအာကီဟီတိုလှမ်းဖမ်းလိုက်ပေမဲ့ဟီယိုရီပါလှမ်းဖမ်းတာကြောင့်နှစ်ယောက်လုံးထက်လဲကုန်ပြန်တာပေါ့။သူမအစဉ်ပြေလာလို့သူမေးလိုက်တဲ့အခါအတန်ချက်ဆက်ကတုန်ခါသွားပြီးဟီယိုရီလည်းလန့်သွားရတယ်။နောက်တော့သူတို့အတန်းတာဝန်တွေအကြောင်းနောက်မှဆွေးနွေးဖို့ပြောပြီးလမ်းလျှောက်လာခဲ့ကြပါတယ်။သူလည်းစူးစမ်းနေတယ်လို့ထင်ပြီးဟီယိုရီကသူ့ကိုပြုံးပြပါတယ်။တကယ်တော့သူဟာသူမကိုကူညီခြင်းလို့ဒါတွေအားလုံးလုပ်နေတာပါ။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်